ဟုတ်ကဲ့ပါအခုမြင်တွေ့ရမှာတော့မိထီလာခိုင်မိထီလာမျိုးချမ်းသာကြီးရွာမှာရှိတဲ့ချမ်းသာကြီးဘုရားလေဒီမိထီလာခိုင်မှာရှိတဲ့ချမ်းသာကြီးရွာအရင်ကရွှေစစ်တီရွာလို့ခေါ်ဆိုပါတယ်ခင်ဗျာဒီရွှေစစ်တီရွာမှာစစ်သားစုဆောင်ရေးပေါ့နော်စစ်တီစုဆောင်ရေးတွေပြုလုပ်ပြီးတော့မှရွာတည်ထားတဲ့ရွာကြီးတူရွာပဲဖြစ်ပါတယ်အခုခါတော့မိထီလာမျိုးအဖြစ်နဲ့ချမ်းသာကြီးရောက်ကွက်ဆိုပြီးတော့ခေါ်ပါတယ်ချမ်းသာကြီးရောက်ကွက်မှာတည်ထားခဲ့တဲ့အခုမြင်တွေ့ရမယ့်ဖရားကတော့ချမ်းသာကြီးဖရားဖြစ်ပြီးတော့28ရက်3လ2025ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းပြည့်၍ငလျင်ကြီးကြောင့်ချမ်းသာကြီးဖရားဆိုရင်ပျက်စီးပြိုကျခဲ့ရပြီးတော့စိန်ဘူးတော်ဟာလည်းဝမ်းနေစွာပဲမြေခခဲ့ရပါတယ်ခင်ဗျာယခုအခါချမ်းသာကြီးဖရားကိုပြန်လဲပြုပြင်ဖို့အတွက်အလူငွေများကောက်ခံနေပြီးအကယ်၍တက်နိုင်သူများကလည်းဒီဖရားကြီးရဲ့ပြန်လဲပြုပြင်ရေးမှာတစ်ထပ်တအားပါဝင်လူဒန်းပေးကြဖို့ကိုကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ပြီးတော့ယခုလိုဖရားများအကြောင်းဇေဒီများအကြောင်းဖုံးကြီးကျောင်းကံများအကြောင်းရှေးဟောင်းသမိုင်းဝင်အဆောက်အဦများအကြောင်းကိုမှတ်သားလေ့လာသိရှိလိုပါကကျွန်တော်တို့ရဲ့ New Challenger Travel Management Solution Page ကို like and follow လုပ်ပေးကြပါဦးနော်